လူတယောက်ဟာသူစိတ်အလိုမကြရင်အကောင်းပြောလေစိတ်ဆိုးခြင်းဆိုတာမျိုးပေါင်းတင်ခက်တဲ့လူတွေရှိတယ်တခါလေဘာမှမဟုတ်ဘဲနဲ့တခုခုသွားမေးလိုက်သူကစိတ်တူခြင်းတူတယ်နော်ရိုးဆိုရင်သူစိတ်ရှည်ခြင်းလည်းရှည်နေဘာလေးမှမပြောလိုက်နဲ့ထမင်းစားအောင်မလားမေးတာနဲ့လည်းထပြီးတော့ဆဲခြင်းဆဲတဲ့ပုဂ္ဂိုလ်မျိုးနော်နေကောင်းလားလို့မေးတာနဲ့မင်းနေကောင်းလို့ကလည်းတွေ့တာပေါ်လို့ဘုကလံပြောခြင်းလည်းပြောပြန်အာတိဝိတံဝကုပိတံဘာလို့မဟုတ်ရှုတိုင်းနဲ့သူစိတ်အလိုမကြရင်အလိုမကြသလိုဒေါသထွက်လွယ်တဲ့ပုဂ္ဂိုလ်မျိုးလည်းမင်းမပေါင်းနဲ့တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးတော့မပေါင်းမီလလိတ်တံမဟာပဋ္ဌာန်မစင်နေလူးနေတဲ့လမ်းမပေါ်မစင်လူးနေတဲ့လမ်းမပေါ်ရှောက်မယ်ဆိုရင်မင်းကိုမစင်လူးခံရမှာပဲမစင်မလူးတော့မင်းအနန္တတ္တိမင်းဆွဲမှာပဲအဲ့ဒါလိုပဲမစင်လူးနေတဲ့လမ်းကြီးကိုရှောင်တယ်လို့မင်းဒီလိုပုဂ္ဂိုလ်မျိုးစိတ်ဟုကနေဆိုဒေါသထိုင်းကနေထွက်တတ်တဲ့ပုဂ္ဂိုလ်မျိုးဘယ်တော့မှမပေါင်းနဲ့လူတွေကဂုဏ်ယူကြသေးတယ်ငါစိတ်တူတတ်တယ်နော်ငါစိတ်လာမဆန်းနဲ့ကိုယ်ဂုဏ်ယူပြီးတော့ပြောတယ်စိတ်ရှည်တဲ့ပုဂ္ဂိုလ်တော့လူညံ့လို့ထင်တယ်စိတ်တူတဲ့ပုဂ္ဂိုလ်ကြတော့တစ်ခါတလေခုံပြုတ်သေးတယ်စိတ်ထက်တယ်သူကအမှန်တော့အကြောင်းပဲမဟုတ်ဘဲနဲ့စိတ်တူနေတဲ့လူမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီလူမျိုးကိုပေါင်းသင်းမလုပ်နဲ့ဘယ်လောက်ထိအောင်ပေါင်းသင်းမလုပ်နဲ့လဲဆိုမစင်လူးနေတဲ့မစင်နေပေးနေတဲ့လမ်းပေါ်မှာမလျှောက်လမ်းရတယ်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့လုံးဝပေါင်းသင်းမလုပ်အာရကပရိဝေစီဝေဝေးရရှောင်သွားတဲ့အနန္တတ္တိမကောင်းဘူးရှာနိဝဝိတမံပဋ္ဌာန်ခြိုက်တေကျင်းနေနဲ့မညီညာတဲ့လမ်းဆူရီညောင်းနေရှိတဲ့လမ်းအဲ့ဒီလမ်းကိုရှောင်ရတယ်လို့ပဲဒီလိုပုဂ္ဂိုလ်မျိုးရှောင်တဲ့အဲ့လိုပုဂ္ဂိုလ်မျိုးနဲ့ပေါင်းတယ်မလုပ်နဲ့